ဒီဘက်ကမော်တာကအစမပြတ်လဲနေပါတယ်ဗျာပြီးတော့ရေဆုပ်ဆက်ကိုစတင်ဖွင့်လိုက်ပါတယ်ရေကန်တွေကရေတွေကိုအပြင်ကိုစုပ်ထုတ်လိုက်ပါတယ်အဲ့နောက်မှာလမ်းပြီးလေးလင်းလာတာတွေ့ရမှာပါဗျာဒီဆက်ကလေးကတကယ်ကိုမိုက်ပါတယ်ဗျာသူကလမ်းပြီးတိုင်လေးတွေကိုပါမီးလင်းစေနိုင်လေဒီမှာထွန်ဆက်ကလေးတစ်စီးရှိပါတယ်ဗျာသူကအယမ်းလေးတဲ့အုတ်ခဲတွေကိုဆွဲလာတာပါအုတ်ခဲတွေကတော်တော်လေးလွန်းတော့အလေးချိန်ကြောင့်ကားကောင်းတောင်ပြန့်တက်သွားတယ်အဲ့ဒီတော့ကျွန်တော်တို့ဒွင်းတစ်ခုတူးလိုက်ပါတယ်ဒွင်းထဲမှာအုတ်ခဲလေးတွေခင်းဖို့ပြင်ထားတယ်ဗျာဒီအုတ်ခဲလေးတွေကိုဒွင်းရပုံစံအတိုင်းတေချာလေးစီးပြီးတော့ခင်းသွားမှာပါဒီလိုမျိုးလေးဆက်ခင်းသွားလိုက်မယ်နော်ပြီးရင်နေရန်ပတ်လည်မှာโอเคလေးတွေထပ်စီပါမယ်ပြီးတဲ့အခါကျွန်တော်တို့ဘီလက်မြေယူလာမယ်ဗျပြီးရင်တော့ဂေါ်ပြိုက်သေးလေးကိုသွန်းပြီးโอเคလေးပေါ်မှာဘီလက်မြေတုတ်လိုက်ရအောင်ဗျဘီလက်မြေတုတ်ပြီးတော့အပေါ်ကနေโอเคအကြီးတွေနဲ့ထပ်ပြီးပစ်လိုက်ပါမယ်ဒါဆိုရင်တော့ရေကန်လေးတစ်ခုဘီကန်လေးချစ်ပါတယ်ဗျနောက်ဆုံးအနေနဲ့အပေါ်ဆုံးကနေโอเคတစ်ထပ်ထပ်စီပါမယ်โอเคတွေက foundation ထက်မြင့်နေရပါမယ်ဗျဒါမှသာရေတွေအလွတ်တကူမရှန့်ကြမှာဖြစ်ပါတယ်ပြီးရင်တော့ဒီ4000ကွက်လေးပေါ်မှာဘီလက်မြေတစ်ထပ်ထပ်တုတ်ပေးရပါမယ်မျက်နှာပြင်လေးညီညာတော့အောင်လုပ်ပေးလိုက်တာပါဗျဘေးဘက်မှာအပေါက်လေးတစ်ခုထပ်ဖောက်ပြီးအဲ့ဒီအပေါက်လေးတွေကတဲတွေကိုအကုန်လုံးတူးထုတ်လိုက်ရအောင်ဗျာဂေါ်ပြားလေးကိုယူပြီးအထက်ကတဲတွေကိုတစ်စက်မှမချအောင်ခတ်ထုတ်လိုက်ပါမယ်ဂေါ်ပြားလေးနဲ့ပေါက်ပြားလေးကိုအဆက်မပြတ်သုံးဖြူပြီးဘေးနားကတဲချင်းကလေးတွေကတဲတွေအကုန်တူးထုတ်လိုက်ပါတယ်ပြီးတာနဲ့အထက်ကိုပုံစံခွက်တစ်ခုထည့်လိုက်မယ်ပြီးရင်တော့ဘီလက်မြေလောင်းထည့်ပါမယ်ဗျအဲ့ဒီနောက်မှာအတုံးလေးတွေထားလိုက်ပါမယ်ခွဲချပြီးနေရာချပြီးတဲ့နောက်မှာကွက်လက်တွေကြားမှာဘီလက်မြေတစ်ထပ်ထပ်တုပ်ပါမယ်ကဲအခုတော့ကျွန်တော်တို့ရဲ့ရေစိုးဆက်ကိုတက်ဆင်ကြရအောင်ပြီးရင်ဝက်ဦးလေးတွေတက်ပေးပါမယ်ဝက်ဦးလေးလေးသုံးပြီးတေချာချက်ပေးလိုက်မယ်ဗျရေထွက်ပေါ်ကိုလည်းတေချာနေရာချလိုက်ပါမယ်ပြီးရင်ဝက်ဦးလေးနဲ့တေချာချက်လိုက်ပါမယ်အဲ့ဒီနောက် 3D printer ကိုသုံးပြီးရေပိုက်တစ်ခုထုတ်လုပ်ပါမယ်ဒါကတော့ကျွန်တော်တို့ရဲ့ရေပိုက်ပါဗျာရေပိုက်ရဲ့အခြေဆက်ကိုတေချာလှည့်ပိတ်လိုက်ပါမယ်ဝက်ဦးလေးတွေတက်ပြီးထွန်ဆက်နဲ့အုတ်ခဲတွေအများကြီးတဲလာပါမယ်ထွန်ဆက်ကလေးကတော့ဒီအုတ်ခဲတွေရဲ့အလေးချိန်အောင်မှာပြိနေပြီဗျာကားကောင်းပိန်ကတော့ပြင့်တက်သွားပါတယ်ဗျာဒါပေမဲ့တုံထုံရင်ညနဲ့ပဲကြော်ဖြတ်လာနိုင်ခဲ့ပါတယ်ဗျာဆက်ပြီးတော့ကျွန်တော်တို့ရေမြောင်းလေးတစ်ခုဖန်တီးပါမယ်ရေစည်းကြောင်းကဒီမြောင်းလေးတဲကနေဖြတ်စည်းသွားမှာဖြစ်ပါတယ်ဗျာအဲ့ဒီကနေတဆင့်စီးဆင်းလာပြီးနောက်ထပ်ကျင်းငယ်လေးတစ်ခုကျွန်တော်တို့ထပ်တူးပါမယ်ဗျာပြီးရင်မီးစက်ငယ်လေးတစ်ခုကိုတက်ဆင်လိုက်ပါမယ်ဝက်ဦးလေးတွေတုံးပြီးတေချာချိတ်ဆက်တက်ဆင်လိုက်ကြရအောင်ဗျာအဲ့ဒီနောက်မှာတော့ပက်ကျူးလေးကိုတက်ဆင်လိုက်ပါမယ်ဘေးဘက်မှာတော့လမ်းမိတိုင်လေးတစ်ခုကိုကျွန်တော်တို့တက်ဆင်ပါပါဗျာဝါယာကြိုးတွေကိုဒီဘက်ကနေတေချာသွဲတန့်လိုက်ပါမယ်လမ်းမိတိုင်လေးပေါ်မှာတော့ဝါယာကြိုးလေးအများကြီးရှိပါတယ်ဗျာဒီဝါယာကြိုးလေးတွေကိုအရင်ဆုံးတေချာချိတ်ဆက်လိုက်ကြရအောင်ပြီးရင်တော့အရှင်းပြေမပြေကျွန်တော်တို့စမ်းကြည့်ကြပါမယ်မော်တာလေးလဲသွားပါပြီဗျာရေအားကိုတုံပြီးလျှက်စစ်ထုတ်တဲ့ဒီနီးလန်းလေးကအရမ်းမိုက်ပါတယ်ပတ်ကျိုးလေးလဲပတ်နေတာနဲ့အမျှမီးဆက်ကလည်းအလုံးလုံးနေပါပြီလမ်းမီတိုင်လေးစီကိုလျှက်စစ်တွေစီးဆင်းသွားတာကိုမြင်ရမှာပါဗျာအခုဆိုရင်လမ်းမီတိုင်လေးကလင်းထိန်လာတာကိုတွေ့ရပါပြီတင်းငယ်ပြင်မဲ့လည်းတကယ်ကိုအကျိုးရှိတဲ့တီထွင်ဦးလေးတစ်ခုပါပဲဒီလိုမျိုးဖန်တီးရတာကကျွန်တော်အသက်တော့အရန်ကိုပြောစရာကောင်းပါတယ်မိတ်ဆွေတို့လည်းအိမ်မှာဒီလိုမျိုးစမ်းသပ်ကြည့်လို့ရပါတယ်ဗျာနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဖန်တီးမှုတွေအများကြီးရှိပါသေးတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့နဲ့အတူစမ်းမျိုးကြည့်ရှုပေးကြပါအောင်ဗျာ